မျိုးသမီးတွေသပင်ဆန်သားပျက်စီးဘူးလားမြက်သပင်ဆန်သားပျက်စီးသွားတဲ့အကြောင်းရင်းကိုပြဖက်ပြီးသွားမှာဖြစ်ပါတယ်မြက်ကသပင်ဖြူတယ်သပင်ဖြူတော့နော်ကာလာအယောင်တွေကိုခဏဆိုးရပါတယ်နောက်တစ်ချက်ကကျတော့သပင်တွေကိုဖြောက်လိုက်ကောက်လိုက်လှုပ်လိုက်တယ်ပေါ့နော်ဒီချိန်မှာဆိုရင်သပင်ကပေါ့နော်ဒီနည်းနည်းပျက်စီးတဲ့အနေထားရောက်သွားတယ်စီးတွေထိထားတယ်ပေါ့နော်အဲ့တော့ဘလို့မှမရတော့တဲ့အခြေအနေမှာဆိုရင်မြက်ကပေါ့နော်တဘာဝကိုအခြေခံပြီးတော့ထုတ်ထားတယ်ဒီခိုက်ကျိတ်မှမှုတ်ကိုပဲအမြဲလိုအားပြုပြီးတော့အသုံးပြုပါတယ်ဒါကခိုက်ကျိတ်မှစီရဲ့ဒီကောင်ကခိုက်ကျိတ်မှမှုတ်ရပေါ့နော်ဒီတထုပ်ကိုမြက်ကဒီနှစ်ဘူးဖြော်ပြီးတော့သုံးပါတယ်အဲဆိုသပင်ကပေါ့နော်ရေတက်တွေပြန်နေပြူလာမယ်ဒီသပင်ကိုဖြောက်လိုက်ကောက်လိုက်စီဆူးရတွေလောက်ထားတဲ့အတွက်ကြောင့်မလို့သပင်ကအနှင်းငယ်၆တွေ့လာတယ်ပေါ့နော်ဒီလိုမျိုး၆တွေ့နေတဲ့ဟာကိုသပင်လေးရေတက်ပြအောင်ဆွဆွပြေးပြေးလေးဖြစ်အောင်တပတ်ကိုတစ်ချိန်ပေါ့နော်အစိုးရပြောတဲ့ခိုင်တိမ်မမုံနဲ့ကြိတ်မဲ့စီကိုရောပြော့ပြီးတော့သပင်ဆန်သားနှစ်တာတွေပြုလုပ်ပါတယ်အဲ့တော့မျက်လိုမျိုးသပင်ဆန်သားထိခိုက်ပျက်စီးနေပြီဆိုရင်ဒီခိုင်တိမ်မမုံနဲ့ကြိတ်မဲ့စီကိုရောပြော့ပြီးတော့အသုံးပြုကြည့်ပါနော်သပင်အတွက်ပို့ပြီးတော့ရလက်ကောင်းတွေထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်လူကျင်တဲ့သူတွေဆိုတော့မျက်ရည်စီမှာဝယ်ယူအပ်ပေးလို့ရပါပြီ